ဘောကတ်မှာကျွန်တော်ကြည်ဘူးမြပွဲတွေမှာနှစ်နာဆုံးအသင်းကတော့ခရိုအေးရှားလိုပဲထင်တယ်။ဒါရိုနယ်ဒိုရဲ့ပင်လယ်ဒီနဲ့ကြောက်ရာစမိုးရဲ့ဥဆောင်ကုန်နဲ့အတူပေါ်တူဂီတို့ပြန်ပြီးတော့ကမ်ဘက်လုပ်နိုင်ခဲ့လို့ကျွန်တော် appreciate လုပ်တယ်။ဒါပေမဲ့ခရိုအေးရှားကနှစ်တိုင်းထက်ပိုပြီးတော့ဒီရှုံးတော့အဆင့်မှာပိုပြီးလုပ်ပြခဲ့တယ်။ဒါခရိုအေးရှားအသင်းတစ်ဖက်တည်းကတွင်းတဲ့ကိုက၄ဂိုးတိရှိတယ်။ဒီမှာ၃ဂိုးပဲပြတ်ခံရတယ် offside ဆိုပြီးတော့ပေါ်တူဂီဘက်မှာလည်းရိုနယ်ဒိုတွင်းသွားတဲ့အလုံး offside နဲ့ပြန်ပဲပြတ်ထားတယ်။ဒီမှာလူပြောများတာကပဲပြတ်လိုက်ခံရတဲ့ကိုအလုံးပေါင်း၄ဂိုးရှိတဲ့ထဲမှာနောက်ဆုံးအလုံးပေါ့ဘရာမိုးကခေါင်းတိုက်ကိုတွင်းပြီးတော့ဘောလုံးတည်တဲ့အချိန်မှာအမစင်တာမှာဘောလုံးတည်တဲ့အချိန်က2မိနစ်လောက်ကြာသွားတယ်လို့ပြောတယ်အဲ့2မိနစ်လောက်ကြာသွားလို့ပဲတွန်းလှည့်တိုင်း referee နေနဲ့ extra time ဆိုပြီးတော့2မိနစ်ထပ်ပေးတယ်အဲ့2မိနစ်မှာဗျာဘာဖြစ်လဲဆိုတော့ဒါပွဲချိန်102မိနစ်အရောက်မှာပေါ့ခရိုအေးရှားကသူတို့ပြန်ပြီး comeback လုပ်နိုင်မယ်တွင်းကိုတွင်းယူခဲ့တယ်ဘယ်ချမ်းခုတ်တင်ပေးလိုက်တဲ့အချိန်မှာ surgical area အတွင်းမှာရောက်နေခရိုအေးရှား player ကနေပြီးတော့ဒါဘောလုံးသူ့ကိုထိပြီးတော့သူထိန်းလိုက်တဲ့ဘောလုံးကထွက်သွားတယ်အဲ့အချိန်မှာခရိုရှားပလေယာတယောက်က cross ထောင်ပြီးတော့ဂိုးသွင်းလိုက်တယ်ဒီမှာဘာလို့ခွေရပြန်ကြည့်ပြီးနောက်မှာ offside ပြတ်တက်မှတ်ပေးရလဲဆိုတော့ဘယ်ချမ်းခုတ်တင်ပေးလိုက်တဲ့အခြေအနေမှာ surgical area အတွင်းမှာရောက်နေတဲ့ခရိုရှားပလေယာကလူကျွန်းနေခြင်းမရှိဘူးဒါပေမဲ့သူတို့ဘာလို့လူကျွန်းတက်မှတ်ပေးလဲဆိုတော့ဘယ်ချမ်းခုတ်တင်ပေးလိုက်တဲ့အလုံးကိုခရိုရှားပလေယာတယောက်က area တွေကနေခေါင်းခုန်တိတ်လိုက်တဲ့အချိန်မှာအဲ့ခေါင်းခုန်တိုက်လိုက်တဲ့ကစားသမားနဲ့ဘောလုံးကထိရဲ့တကယ်လို့အဲ့ဘောလုံးကဒီကစားသမားနဲ့ထိနေတဲ့အချိန်မှာကျွန်တော်ဒီပုံကြည့်လိုက်အဲ့ကစားသမားနဲ့ထိနေတဲ့အချိန်မှာတော့ခရိုရှားပလေယာက offside ဖြစ်သွားပြီဆိုတော့ဒီကစားသမားနဲ့ထိခဲ့လို့ဒါကို offside ဖြစ်သတ်မှတ်ပေးခဲ့တယ်ပေါ့တွင်ကိုပြစ်ပယ်ဖြတ်ခြင်းခံလိုက်ရတာဗျတကယ်တော့ဒါကနီးပညာရေးတိုးတက်လာလို့ခရိုအေးရှားလုံဝနဲ့နာမှုကြီးလို့ထင်တယ်တဲ့မလားဒီဟာကအမှန်ဆိုကျွန်တော်တို့အရင်ပွဲကြီးလာတဲ့စနစ်အရာအရင်စီကန်းတွေအရာအရင်ရူးတွေအရာဆိုရင်ဒီဂိုးကဗျာလမ်းကြောင်းပြောင်းသွားခြင်းမရှိတဲ့အလုံးမို့ဒါကျွန်တော်တို့ဆိုရင်တော့ဒါခွင့်ပြုပေးမယ်လို့ထင်တာပေါ့ဒါပေမဲ့ဒီဘောလုံးထဲမှာပါတဲ့ကြည့်ပြားလေးမှာပါတဲ့စင်ဆာစနစ်ကဒီရောက်စကန်လုပ်နိုင်စွမ်းရှိတယ်ဒီဘောလုံးထဲမှာပါတဲ့စင်ဆာစနစ်ကတုံခါမှုတွေ wave တွေကိုပါအာရုံခံနိုင်စွမ်းရှိတယ်လို့ပြောရဲဆိုတော့ဒီဘယ်ချမ်းခုတ်တင်ပေးလိုက်တဲ့အလုံးကို outside line ဖြစ်နေတဲ့ကစားသမားမထိခင်မှာဂျားတဲ့ခရိုအေးရှား player တယောက်ကအမှခေါင်းနဲ့ထိသွားခဲ့တယ်လို့ဆိုပြီးတော့အမှတွင်းကိုပဲပြချင်းခံလိုက်ရတယ်ခရိုအေးရှားတော်လုံးဝရင်နာစရာပဲဗျာဆိုတော့ဒီငင်းပွားပွဲကျွန်တော်တို့မှန်တယ်လို့ထင်တာမားတယ်လို့ထင်တာ comment မှာပြောရုံဆိုတော့နောက်ကစားမဲ့ပွဲစဉ်တွေရဲ့ငင်းပွားပွဲအကြောင်းအရာတွေထူးခြားချက်တွေအားသာချက်တွေနဲ့တို့ကျွန်တော်နောက်ဒီမှာပြန်တွေ့ပါမယ်ဒါတော့ Smith Channel ပါ